ချိုးခိုင်းလို့အရင်ရံပတ်ဖြစ်ထားပါလေမနေ့ကပြတ်သက်မရအပြင်အတီးလေးကိုထားကြည့်ပါမယ်ဒီအတီးမတီးကတော့ကျွန်မညင်းထားပါတော့ကျွန်မအဲ့ဒါသမယာပင်လို့ပဲပြောသူကမဟုတ်ဘူးပြတ်သက်မရအပြင်ဘာကြီးလောက်မဆိုပြီးတော့ဒါပေမဲ့အခုတော့နောက်ဆုံးတော့တီးပါပြီအတီးလေးတွေကလည်းတေးသေးလေးအပင်ပေါ်မှာမှဲ့တာ3-4လုံးလောက်တော့ရှိပါတယ်ဒါပေမဲ့လောလောဆယ်အရင်ဆုံးတစ်လုံးပဲဆန်းပြီးတော့ထားကြည့်ပါမယ်ကျွန်မခုကြည့်ရမရတာနဲ့ပဲနောက်ဆုံးတော့ကူညီတောင်းပြီးတော့ခုခံလိုက်တာပါတယ်အတီးကအလုံးနဲ့တေးရအယူရွှမ်းနေရပဲအမှန်တကယ်တော့ခံပြရင်းနဲ့စားချင်တာဒါပေမဲ့ညဘက်ရောက်သွားတော့ကျွန်မထပြီးတော့မလုံးနိုင်တော့ပါဘူးတစ်ဖက်ကျမှပဲတက်ခုပြီးတော့စားရမယ်ဒါကအခုကအဆန်းစားကြည့်တာကောင်းမကောင်းဘယ်လိုရတာရှိတယ်ဆိုပြီးတော့ကောင်းမလေးရဲ့ရေရမချိုးကအင်းကြီးရောအရာလဲထားမနေ့ကျရင်ရေချိုးပါမယ်ဆိုပြီးတော့ကတိပေးထားမနေ့ကျရင်မထမ်းချွေကျွန်မရေမောနေနေကြတော့မင်းတင်ဒီတီကိုစားကြတဲ့ချိန်မှာစိတ်ကူးနဲ့ပုံဖော်ပြီးစားရတဲ့ကိုပို့ပြီးတော့ကောင်းပါတယ်။အိုးလုံးဝချိုးမိန်နေရပဲစားလို့ကောင်းနေရောတကယ်ချိုးနေရပဲအရင်စားလို့ကောင်းနေပြားလိုက်မော်လေးတည်ရမလားပြားလိုက်မော်အချိုလေးတိုင်းပဲတကယ်စားလို့ကောင်းပါတယ်ဒီတီကိုစားပွဲတွေလည်းကျမတို့ခံစားချက်မျိုးဖြစ်မယ်ပဲထင်တယ်နော်ဟုတ်တယ်နော်စားလို့ကောင်းတယ်နော်တော်လေးကိုစားလို့ကောင်းပါတယ်ဒါပေမဲ့ကျမမနေ့ကျရင်စားဖို့ဆိုတော့ပြန်ပြီးတော့အချိန်စဉ်းစားအောင်မယ်ပေါ့နော်တတ